ကနေ2နိုင်ခွဲဝန်းကျင်ပဲတွားရပြီးတော့အီတလီမျိုးအသေးစားလေးလို့တင်စားခေါ်ကြရဲ့နေရာလေးတစ်နေရာကိုတွေ့တာဒီနေ့ခေါ်သွားပြီးမှဖြစ်ပါတယ်။အဲ့မြို့လေးကဘယ်မြို့လေးလို့ထင်လဲ။သူကတောင်ပေါ်မှာရှိတဲ့မြို့လေးပေါ့နော်။အဲ့ဒါတော့ခရိုင်မြို့လေးပါ။တွေ့တာသွားတာကြတော့ဒီဆမ်မွေးလေးရှိနေတာကြောင့်မို့လို့တရက်ပဲသွားရပေါ့နော်။ဒီရောက်ချင်းမှာဒီဟိုတယ်ကိုတည်တယ်။အဲ့ဟိုတယ်ကရေဦးကန်လည်းပါတယ်နောက်ပြီးတော့ကျတော့ဘတ်တက်တွေရောအစုံပါတယ်ပေါ့နော်ရောက်ချင်းနေမှာတော့နားတယ်ဘယ်မှမထွက်ပါဘူးဒီ hotel review လေးကိုလည်းတွေ့တာနောက် view လေးမှာ review ပေးသွားမှာပဲဖြစ်ပါတယ်တွေ့တာတို့ဘန်ကောက်ကနေစထွက်တော့ညနေ9:00 နာရီလောက်ရှိနေပေါ့နော်ဟိုရောက်သွားတော့9:00 နာရီခွဲလောက်ရောက်သွားပါတယ်ဒါကတော့ hotel အဝင်ပေါ့နော်သူကတော်တော်တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့နေလို့အဆင်ပြေဘေးနားမှာလည်းဒီသူကကျတော့တောပုံစံမျိုးပေါ့နော်ဒီကလာတော့လေတောလမ်းဘက်ကနေဖြတ်လာရတယ်မြင်တောင်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံလို့ဆိုလို့ရှိရင်တော့ဒီပြည်ုံးလန်လိုပုံစံပေါ့နော်ဒါပေမဲ့ပြည်ုံးလန်ရတောင်ပိုစီသေးရပေါ့နော်ဒီမှာအဲ့လောက်ကြီးလူနေမထူတတ်ဘူးတိတ်တိတ်ဆိတ်ဆိတ်လေးပဲဒါဟိုတယ်မဝင်ခင်မှာတွေ့တာနဲ့တွေ့တာတငယ်ချင်းတယောက်နဲ့ပေါ့နော်အိမ်မှာဒီ check in အရင်ဝင်ရတယ်ပြီးတော့ဒါဟိုတယ်ကိုပေါ့နော်စဝင်နေပါပြီဒီမှာဆိုလို့ရှိရင်တွေ့တာတော့2ယောက်အိတ်ကတင်တစ်လုံးယူထားရင်နောက်ပြီးတော့ဒီမှာမှန်နီလေးပါတယ်ပေါ့နော်နောက်ပြီးတော့တွေ့တာအကြိုက်ဆုံး view လေးကဒီ view လေးပါပဲဒီရေကူးကန်လေးရှိနေတွေ့တာအရင်ကြိုက်တယ်ပေါ့နော်အစားတွေ့တာတို့ကဒုတိယတက်ကိုငှားမလို့ကိုနောက်ကျတော့တခြားသူစီပါသွားတယ်ပေါ့နော်အဲ့ဒါနဲ့ဒီခန်းလေးကိုပဲငှားလိုက်တယ်အစားတော့တွေ့တာတော့တကယ်ချင်းရောက်ရှိကူးချမျိုးပေါ့နော်ဒါပေမဲ့တွေ့တာတော့ရောက်သွားတဲ့အချိန်က9နာရီခွဲနေပြီcheck in လည်းဝင်ပြီးတဲ့အချိန်မှာ8နာရီကကျော်သွားပြီဆိုတော့ရေကကူလို့မရတော့ဒီရေကူးကောင်မနေ့8နာရီကနေညနေ8နာရီထိပဲကူလို့ရတယ်ပေါ့နော်အားကြောင့်မို့ရေကတော့မကူခဲ့ရပါဘူးတွေ့တာတကယ်ချင်းကတော့ရေမိုးချိုးပြီးနားရဲတွေ့တာလည်းသူရေချိုးပြီးတော့ရေလိုက်ချိုးပြီးတော့နားရဲပေါ့နော်ဒီအိမ်မှာဆိုလို့ရှိရင်လည်းဒီဘေးစင်ဒီမှာဒီ dryer တွေကအစုံပါတယ်ပေါ့နော်ပြီးတော့ဘတ်တက်လေးပါတယ်ဘေးနားမှာရေချိုးတဲ့နေရာလေးလည်းပါတယ်ခေါင်းချွေဆိုရင်ဘူးလိုက်အောင်ထားပြီးထားရပေါ့နော်တော်တော်လေးအဆင်ပြေရဲ့တန်တန်ရှည်ရှည်လေးနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးပဲပါဆိုပါဒါမှမကြားရဘူးပေါ့နော်ဒါကတော့သူတို့ဟိုတယ်မှာရေးထားတဲ့ဟာကြီးပေါ့နော်ဒီတွေကိုကရေကူးမယ်ဆိုလို့ရှိရင်လည်းသူတို့စီမှာတပတ်လေးလာတောင်းလို့ရရင်ဒါကတော့ wifi ပေါ့နော် wifi ကနှလုံးရှိရကြိုက်တဲ့ဟာချိန်လို့ရတယ်နောက်ပြီးတော့ TV လေးပါတယ် TV ကတော့ထိုင်း channel ကြီးလာနေတယ်တော်တော်နှစ်ယောက်လည်းမသိရနဲ့ပိတ်လိုက်တယ်ပြီးတော့အဲ့ချိန်မှာတော်တော်တို့ရေမိုးချိုးပြီး8နာရီခွဲလောက်ပဲရှိသေးရဲ့ဘေးဆိုင်မှာမှာလို့မရတော့ဘူးပေါ့နော် Grab ကနေတယောက်ဝယ်မှာလို့ရတစ်ဆိုင်ပဲမှာလို့ရပေါ့နော်အဲ့ဆိုင်นี้မှာစားပြီးတော့ခဏနေကြတော့မျက်နှာတစ်ပြီးတော့အိပ်ပါတယ်နောက်ရက်မနေ့ကျတော့တွေ့တာတို့စောစောထားမယ်ဆိုပြီးတော့စီစဉ်ကြရပေါ့နော်တွေ့တော့တရက်ပဲနေမှာဆိုပြီးတော့နေရဆောင်ဆိုပြီးတော့ဒါပေမဲ့လည်းတွေ့တဲ့တကယ်ချင်းကကားမှုနေရနဲ့စောစောမထားနိုင်တာနဲ့တွေ့တာတို့10နာရီဝန်းကျင်လောက်မှပဲထားပြီးတော့ get ready တွေပြင်ပြီးတော့သွားဖြစ်တယ်ပေါ့နော်ဒါတော့ get ready ပြင်နေရပါmake up လေးလိမ့်ပြီးပြီစပင်လေးပြင်ဆင်ပြီးဆိုတော့တွေ့တာအဝတ်စားလေးပေါ့နော်အဝတ်စားလေးပြီးဆိုတော့တွေ့တာသွားဖို့ပြင်ပါရဲ့ဒီခေါင်းရိုင်ဘိုက်လေးကကျတော့ဒီ main ကလေးဆန်ဆန်လေးဆိုတော့ main ကလေးဆန်ဆန်လေးဝတ်ပြီးတော့သွားပါရဲ့ပန်းရောင်လေးနဲ့ဘောဘဝလေးနဲ့ဝတ်သွားပါရဲ့ဒါတော့တော်တော်များပထမဆုံးရောက်တဲ့နေရာပေါ့နော်ဒါ coffee ဆိုင်လေးတော်တော်ထိုင်ခင်း coffee ဆိုင်လေးပါပြီးကရေကန်လေးလည်းရှိရဲတော်တော်တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့အီတလီဘိုက်အပြည့်ရရပေါ့နော်တချင်းလေးရလဲသူတို့အီတလီတချင်းလေးတွေတို့ငင်းငင်းညောင်ညောင်တချင်းလေးဖွင့်ပေးထားရပေါ့နော်ဒါတော့တော်တော်ထားစားခဲ့တဲ့ဆိုင်ပေါ့နော်ဒီဆိုင်လေးကဘာမှစားခဲ့လဲဆိုတော့တော်တော်ပီဇာနဲ့အချိုကြီးနဲ့မှတောက်ခဲ့ရပေါ့နော်အေးနဲ့ပေါ့နော်တော်တော်တငယ်ချင်းကကျတော့နည်းနည်းဒီဖြော်ရည်တောက်တွေ့တာကျဒီဖရဲဒီစမူတီတောက်ခဲ့ပေါ့နော်သူတို့ဂျုံသားလေးကနူးနူးညံ့ညံ့လေးနဲ့တော်တော်လေးရောအဆင်ပြေတော်တို့ဘန်ကောက်မှာလေးပြီးဆိုင်စားဖို့ရပေါ့နော်တော်တော်အဆင်ပြေဆိုင်နေများရဲ့ဒါပေမဲ့ဒီခေါရန်ဆိုင်လေးကကျတော့တော်တော်လေးအဆင်ပြေရဲ့ဒီနေရာလေးရဲ့နာမည်က Toscana Valley ပေါ့နော်တော်တို့ဟိုတယ်နဲ့ဆိုလို့ရှိရင်တော့မိနစ်20လောက်တော့သွားရတယ်ဒီကခေါရိုင်းကကျတော့တနေရာနဲ့တနေရာသွားရဝေးရပေါ့နော်တွေ့တာတို့ကကျတော့ဟိုတယ်ကဆိုင်ကလေးစီစဉ်ပြီးရကားလေးစီစဉ်ပြီးရပေါ့နော်တွေ့တာတို့နှစ်ယောက်ကတော့ဆိုင်ကနဲ့ပဲထွက်ကြတယ်ဆိုင်ကနဲ့ဆိုရင်မိနစ်20ပေါ့နော်
တော်တော်လေးလည်းအဆင်ပြေစားလို့လည်းကောင်းနေဒီခောက်ရောက်ပြီဆိုလို့ရှိရင်ဒီနေရာလေးကိုမဖြစ်မနေသွားကြည့်ကြပါတော့တော်တော်လေးအေးချမ်းတဲ့ဘိုက်ကိုခံစားရကြိုက်တယ်ဆိုရင်တော့အဆင်ပြေရဲ့နောက်ပြီးတော့ main ကလေးတွေဓာတ်ပုံရကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီနေရာလေးကတော်တော်အဆင်ပြေရပေါ့နော်အဲ့ဆိုရင်ဒီမှာဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးတွေတွေ့တာလိုက်ပြပေးသွားပါမယ်တော်တော်လေးလည်းလာရပေါ့နော်ပထမဆုံးကတော့ဒီလျှောက်လန်းလေးပေါ့နော်ဒါလေးကဒီဘက်အပြာရောင်ဘက်လေးကခဏအောင်တွေ့တာတော့မုံစာရဲ့ဆိုင်ဒီဘက်ကကျတော့ဟိုတယ်ဘက်နော်အဲ့နှစ်ခုကြားရဲ့လျှောက်လန်းလေးတော်တော်များရိုက်ချရဲတော်တော်လေးလည်းလာရပေါ့နော်နောက်တစ်ခုကကျတော့ဒီသူတို့ဒီထဲမှာကျတော့ဟိုတယ်တွေရဲ့ဒီဆိုင်ကြီးကိုရောထားပေါ့နော်ဒီအခုတွေ့တာလိုက်ပြမယ့်နေရာလေးကတော်တော်ကိုလာရဲတွေ့တာနဲ့တူလိုက်ကြည့်ကြည့်နော်ဒီခဏဝပြရဲ့လမ်းကနေတက်ပြီဆိုလို့ရှိရင်ဒီလေကားလေးကိုတန်ရောက်သွားမယ်ပြီးလို့ရှိရင်ဒီမြင်နေရတဲ့အလားဘယ်လိုခေါ်မလဲမျောစင်ပုံစံမျိုးလားအဲ့နေရာလေးကဆိုရင်အရန်လာရင်ပြီးတော့အဖြူရောင်လေးဆိုဘယ်လိုပဲဝတ်တော်ပေါ့နော်အဲ့ဝတ်သွားရင်ဝတ်စားတိုင်းနဲ့လိုက်တယ်အဲ့နေရာလေးကတော်တော်လေးလာပါရဲ့ဒါကတော့ခဏနေရာမှာရိုက်ပြီးတော့ပြန်အစင်းပေါ့နော်ပြန်အစင်းမှာဆိုလို့ရှိရင်လည်းဘေးဘက်လေးမှာစောက်ထားတဲ့အစအဦးတစ်ခုချင်းစီတိုင်းတော်တော်လေးလာရဲသူတို့ရဲ့အီတလီပုံစံအစအဦးလေးစောက်ထားပေါ့နော်ဒီကတော့ခဏအောင်တွေ့တာတို့ထိုင်ခဲ့တဲ့ coffee ဆိုင်ဘက်ကိုနောက်ဖက်ဒီပတ်လန်းနေပြန်လာပေါ့နော်ဒီမှာဆိုလို့ရှိရင်ရေကန်လေးဆိုလို့ရှိရင်လည်းကြည်တောက်နေရပါပေါ့နော်အထဲမှာငါးလေးလည်းရှိရဲအိမ်မှာဆိုရင်ငါးစာလေးကျွေးလို့ရပါတယ်ဒီဘက်လေကတော့အကုန်လုံးကကော်ဖီဆိုင်ကြီးပေါ့နော်ခဏအောင်ပြခဲ့တဲ့ဘက်ကကျတော့ဟိုတယ်ကြီးပေါ့နော်လိုမျိုးဒီဝိုင်းထဲမှာပဲဆက်ထားပါဒါကတော့ခဏအောင်တွေ့တာတို့အစားအော်တော့ထိုင်မေးဆိုပြီးတော့ဒီဝေတာအကိုကြီးကနေမှအထဲရောက်ပို့လာဆိုတော့တော်တော်အထဲထဲပို့ပြီးတော့ဝင်ထိုင်လိုက်တာပေါ့နော်ဒါကတော့ဒီရေကန်မှာငါးလေးတွေအစာကျွေးလို့ရတဲ့နေရာမှာထိုင်ပြီးရိုက်ခဲ့ရပါငါးစာတော့မကျွေးခဲ့ပါဘူးတော်တော်လည်းအချိန်မရနဲ့ဒီဗီဒီယိုလေးပဲရိုက်ပြီးတော့ပြန်လာခဲ့ရပြီဖြစ်ပါတယ်ဒီမှာကြည့်တော့တော်တော်လေးလာရဒီနားလေးထိဆင်းလို့ရတယ်ဒါပေမဲ့အိမ်နာလေးကနည်းနည်းလေးရောချော်တော့ခီးဆိုင်ရတယ်ဒါကတော့နောက်တနေရာပေါ့နော်ဒါကတော့ရေပြအိုင်မှာရေပြအိုင်ကကျတော့ခဏအောင်ကနေရာနဲ့15မိနစ်လောက်တော့သွားရတယ်ရေကူးလို့လည်းရတယ်နောက်ပြီးတော့ကိုယ့်ဘာသာကိုလှီလော်လို့လည်းရတယ်ပေါ့နော်တိတ်ပြီးတော့မနစ်ပါဘူးဒီဘက်မှာကျတော့ကူးနေကြဘူးနော်တွေ့တာနဲ့တွေ့တာတငယ်ချင်းတယောက်လုံးရေမကူးတတ်ပါဘူးအန်ဒရာတို့ရေတော့မကူးခဲ့ပါဘူးမုံနေဝယ်စားပြီးတော့ပဲအိမ်နာလေးမှာအေးဆေးနေခဲ့ကြရပေါ့နော်ဒီဘက်ကတနေရာကကျတော့ရေကူးတွေတီးတန်းပေါ့နော်ဒီနားမှာဆိုရင်အကုန်လုံးရေကူးနေကြပါဒါပေမဲ့ဒီနေရာကတော့အေးချက်နေခြင်းတဲ့သူတွေတိတ်ဆိတ်နေခြင်းတဲ့သူတွေသွားလို့တော့အဆင်ပြေဘူးလူတော်တော်များရဲ့အဲအကြောင်းမလို့ကိုကတိတ်ဆိတ်ကြိုက်တယ်ဆိုရင်တော့ဒီဘက်ကိုမသွားဘူးဒါပြောချင်တယ်ပေါ့နော်ဟိုဘက်ကပဲအေးချမ်းတာပေါ့နော်ဒါပထမဆုံးသွားခဲ့နေရဒါကတော့ဒါတို့မုံသွားစားမလို့ပေါ့နော်ဒါကျတော့လှီဒီစီးရဲ့ဘက်ပေါ့နော်ဒီတရားရဲ့ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းအဲ့လိုခွဲထားတာလေဒီစီးရဲ့ဘက်ကကျတော့ထိုင်လို့ကောင်းတယ်အဲ့ဘက်ကကျတော့လူမများရေကူးရဲ့သူတွေမရှိရနဲ့ဒီမှာကြည့်လိုက်ပေါ့နော်လေစီးရဲ့သူတွေပဲရှိရပါအသက်ကအင်ဂျီလည်းပေးရပြီးတော့ရေကຫນွေရတင်မလို့လားမသိဘူးတိမ်နေရပေါ့နော်ဒါနဲ့တို့နှစ်နေရာလဲပြီးတော့ဟိုတယ်ကိုပြန်လာပါတယ်အပြင်ကျတို့တက်စီငားမသွားတော့ပါဘူးငားမသွားတာကလည်းတို့တက်စီငားမရပါဘူးဒီခောက်ရိုင်းမှာတက်စီငားရအရန်အဆင်မပြေဘူးပေါ့နော်ဘယ်လိုမှငါမရတော့နေမှာတို့ဒီဘတ်ကားနဲ့ပဲနောက်ဆုံးဘတ်ကား9နာရီကားနဲ့ပဲပြင်ခဲ့ပါရဲ့အားလုံးပဲပိုင်ပါ